အင်္ဂလန်သင်းနေနဲ့နီးပြတူရှယ်လက်ထက်မှာကမ္ဘာဖလားကိုစွတ်ခူးသွားနိုင်မလားဒီနေ့ညမှာကံမဲ့အင်္ဂလန်နဲ့ခရိုအေးရှားပွဲစဉ်လေးကြောင့်ကိုကျွန်တော်သုံးသပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဒါအင်္ဂလန်ကတော့လက်ရှိဖွင့်လှစ်မှုအနေထားကိုကြီးချင်းအဖြစ်1+60ဖွင့်လှစ်ထားပြီးတော့2-60ပေါ့နော်ဒါကြောင့်မလို့အင်္ဂလန်ရဲ့ဖွင့်လှစ်မှုကအနည်းငယ်ပျော့ပြောင်းနေတဲ့အနေထားကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒီအင်္ဂလန်အုပ်စုမှာတော့အင်္ဂလန်ရဲ့ခရိုအေးရှားရဲ့ဒါဂါနာရဲ့ဒါပေါ့နော်ဒါပတ်၄သင်းပေါ့နော်ဘာလို့ဆိုဒီအုပ်စုကချစ်ချင်းအဖြစ်ဒါအင်္ဂလန်နေနဲ့အုပ်စု6နယ်လို့ပြောလို့ရတယ်ဂါနာနဲ့ဒီပနာမာတို့ဆိုတာတိတ်ပေါ့နော်နာနဲ့ရှင်လိုက်တော့အများစွာကွာဟနေတဲ့အနေထားကိုတွေ့ရတယ်ဒါကြောင့်မလို့ဒီအုပ်စုမှာတော့ခရိုအေးရှားနဲ့အင်္ဂလန်ကတော့အုပ်စုပထမလူရမယ့်အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့အားလုံးသိပြီးသားအတိုင်းပေါ့နော်အင်္ဂလန်ကနာမည်ကြီးပြီးတော့နှစ်တိုင်းပါပေါ့နော်စီမီတီတော့မရောက်ဘဲနဲ့ပြုတ်ခဲ့ရတဲ့နှစ်တည်းရတယ်ကျွန်တော်တို့ရှေ့မှာတာတကလည်းအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပြတူရှယ်လက်ထက်မှာပေါ့နော်အင်္ဂလန်နေနဲ့ဘလောက်ထိဒါပေါ့နော်ကမ္ဘာဖလားမှာဆွမ်းဆောင်သွားနိုင်မလဲဆိုတော့ကျွန်တော်တို့ဒါဒီညမှာတော့ကျွန်တော်တို့ဘောနော်စောင့်ကြည့်ရမယ်ပွဲကောင်းတဲ့ပွဲလို့လည်းကြော်မြင်မိတယ်ခရိုအေးရှားကတော့ဒါအားလုံးသိပြီးသားပေါ့နော်ကမ္ဘာဖလားပြိုင်ပွဲတွေမှာဆိုတော့ခြေစွမ်းပြတတ်တဲ့အသင်းဖြစ်ပြီးတော့နှစ်တိုင်းအနည်းဆုံး semi final မှာဗိုလ်လူပွဲအမြဲတမ်းတက်တဲ့အသင်းနဲ့ဖြစ်တယ်ဒါကြောင့်မလို့ခရိုအေးရှားကိုတော့ကျွန်တော်တော့ short တွက်ထားလို့တော့မရဘူးဒါပေမဲ့ခရိုအေးရှားမှာတော့အသက်ကြီးကစားသမားတွေအများပြားပါဝင်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရပြီးတော့ကွင်းလယ်မှာတော့ဒါပေါ့နော်လူကာမိုဒစ်ကိုဘာစစ်ပါရီစစ်ဒီကစားသမားတွေကပေါ့နော်ဒီတက်ရွယ်နဲ့ကြည့်ရမယ်ဆိုရင်တော့အနည်းငယ်အချဘက်ကိုရောက်နေတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်တိုက်စစ်ပိုင်းမှာလည်းဒါဒီအမေရိကန်ဒီပေါ့နော်ဒါအမေရိကန်လိဂ်ကဒါဒဲလက်တိုက်စစ်မှုပေါ့နော်ဒါဒီကစားသမားကိုအားကိုးနေရတဲ့အခြေအနေတွေကျွန်တော်တွေ့ရတယ်အင်္ဂလန်အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ဒါနီးပြတူချေရဲ့ထွက်နေကြအတိုင်း၄နှစ်၃နှစ်ပုံစံမျိုးထွက်ရှိလာနိုင်ပြီးတော့တိုက်စစ်မှာတော့ဟာရီကိန်းကတော့အဓိက main player နဲ့ပါဝင်လာပြီးတော့ဒီနောက်ဆက်တိုက်စစ်မှုတွေမှာဘယ်လင်ဟန်ကိုသုံးလား easy ကိုသုံးလားပေါ့နော်ဒါဒီဘယ်ဝင်တဲ့ညာဝင်လက်စလုံးမှာတော့ဒါဆာကာကိုသုံးလားဒီမန်ဒူကီကိုသုံးလားဒါမှမဟုတ်လေဂေါ်ဒန်ကိုဒီဘက်ဒီ right ဝင်မှာတော့ဒါဂေါ်ဒန်ကိုဒါသုံးလားပေါ့နော်ဒါကျွန်တော်တို့အင်္ဂလန်ရဲ့လူစင်းကတော့ဒါနီးပြတူချေပေါ်မူတည်တယ်ပေါ့နော်ကွင်းလယ်မှာတော့ဒါဒီကမ်ရိုက်နဲ့ဟန်ဒါဆန်ပါဝင်လာပြီးတော့နောက်ချန်အဓိက main ခံစင်မှုနေရာမှာတော့ဂျွန်စတုန်းနဲ့ကိုဆာပါဝင်လာပြီးတော့တာမန်တစ်ဖက်မှာတော့ UAE နဲ့ UC ဂျိမ်းပါဝင်လာပေါ့နော်ဒါကြောင့်မလို့အင်္ဂလန်ရဲ့အစုဖက်ကတော့ခရိုအေးရှားနဲ့ရှင်လိုက်မယ်ဆိုတော့ပို့ပြီးတောက်တင်းတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်တခုကျွန်တော်တို့စဉ်းစားရမှာပေါ့နော်အင်္ဂလန်ရဲ့ဖွင့်လှစ်မှု1+60ဆိုတာတော့ဒါကတော့ထိုးသားများစုကတော့ဒါအင်္ဂလန်ဘက်ကိုသိမ်းဆောင်နေတဲ့အခြေအနေကိုလည်းကျွန်တော်မြင်တွေ့ရတယ်မနေ့ကကန်ခဲ့တဲ့ပွဲစဉ်၄ပွဲကိုကြည့်ချင်းအဖြစ်လဲအပေါ်တီးပဲဒါနိုင်သွားတဲ့အခြေအနေကိုကျွန်တော်တွေ့ရတယ်ဗောနော်မနေ့ကတော့ကျွန်တော်ဒီနေမှာတော့ကျွန်တော်ဒါအော်စတြေးလျနဲ့ဒါဗောနော်ဒီပေးရမှာတော့အော်စတြေးလျရဲ့နောက်ကျခြေပဂိုးတွေပနက်တီတွေကြောက်ပေါ့နော်ဒါမထင်မှတ်ပဲနဲ့ရှုံးနေခဲ့ပြီးတော့ကျွန်တော်ကတော့ဒီနေ့အင်္ဂလန်ရဲ့ဖွင့်လှစ်မှုကိုတိတ်မကြိုက်ဘူးဟတ်တူခတ်နေတော့ကြည့်ချင်းအပြင်အင်္ဂလန်ကခရိုအေးရှားကိုအသာစီးရပေမဲ့လည်းဒီနောက်ဆုံးကားတဲ့ဖောင်၄ပွဲမှာအင်္ဂလန်က2ပွဲနိုင်1ပွဲတည်1ပွဲရှုံးထားပြီးတော့သူရှုံးနေထားတဲ့တင်းကဂျပန်ကိုမတင်မဲ့ပဲရှုံးနေထားတယ်ခရိုအေးရှားနောက်ဆုံးကားတဲ့ဖောင်၄ပွဲမှာခရိုအေးရှားက1ပွဲတာနိုင်ပြီးတော့2ပွဲရှုံး1ပွဲတည်ပေါ့နော်ခရိုအေးရှားကဒီနှစ်မှာတကိုးရရှိဖို့ကိုမနေရုံးကန်နေရတဲ့အတင်းဖြစ်တာကြောင့်အင်္ဂလန်လိုခံစစ်ကိုကြော်ဖြတ်ဖို့ကွင်းလည်နဲ့ခံစစ်ကိုကြော်ဖြတ်ဖို့ကလည်းတိတ်မလွယ်ကူတဲ့အခြေအနေမှာတော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာတော့ဘော်လီကိုတော့ကျွန်တော်လက်ဆောင်ရှင်တယ်ဒီပွဲစဉ်ကကျွန်တော်1-1-2-0ဖြစ်မဲ့များတယ်ဗောနော်ဖွင့်လှစ်မှုအနေနဲ့ချစ်ချင်းအပြင်ဒါကြောင့်မလို့ကျွန်တော်ကတော့ဘိုးဘောက်အောက်အကြောင်းကကျွန်တော်စိုင်းနေတတ်တယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့